ဒီမီဒီယာများနေများနေတဲ့ကျွန်တော် TNL ကတင်လိုက်တဲ့တရုတ်ကြက်ချင်ကြီးရင်တန်းပြစ်ခံမှုနဲ့ပတ်သက်ပြီးကျွန်တော်ပြောကြပါမယ်ကျွန်တော်နိုင်ငံမှာနိုင်ငံတကာအကူအညီများလက်ခံပြီးတော့ငင်းနေတာနဲ့ပတ်သက်ပြီးကူညီကယ်ဆယ်ရေးလုပ်ငန်းတွေထောက်ပံ့ရေးပစ္စည်းလက်ခံတဲ့လုပ်ငန်းတွေဆောင်ရွက်လျက်ရှိပါတယ်အဲ့ဒီနေရာမှာကျွန်တော်တို့သက်ဆိုင်ရာတန်ယုံစစ်တန်ယုံတွေကနေတဆင့်ဆက်သွယ်ပြီးမှကျွန်တော်တို့ဆောင်ရွက်တာမျိုးဖြစ်ပါတယ်အားလုံးကလည်းဒီလိုပဲဆက်သွယ်ဆောင်ရွက်နေကြဖြစ်ပါတယ်အခုဖြစ်ခဲ့တဲ့အဖွဲ့အနေနဲ့ဒီမြန်မာနိုင်ငံကိုရောသက်ဆိုင်ရာတန်ယုံစစ်တန်ယုံကိုကျွန်တော်တို့အကြောင်းကြားထားခြင်းမရှိဘူးဆိုတာတော့ပထမဦးစွာကျွန်တော်တို့သိရပါတယ်ဖြစ်စဉ်အနေနဲ့ကတော့ကျွန်တော်တို့ဖြစ်စဉ်နေရလဲနောင်ချိုမျိုးနယ်အုံမတီရွာအနီးမှာဖြစ်ခဲ့တာဖြစ်တယ်အဲ့ဒီနေရာမှာလဲဒီတပ်မတော်နဲ့ TNL အကြမ်းဖက်တောင်းကျမ်းသူတွေနဲ့ဒါထိတွေ့တိုက်ပွဲဖြစ်ပွားနေတာတွေကိုကျွန်တော်တို့အားလုံးသတင်းများသိရှိနိုင်ပါတယ်တွေ့ရှိနိုင်ပါတယ်ဒီဖြစ်စဉ်မှာဧပြီလ1ရက်နေ့ည9:00 နာရီခွဲလောက်မှာဒါနောက်ချိုဘက်ကနေပြီးရင်တန်းပေါ့9 စင်းလောက်ပါတယ်လို့ပြောပါတယ်လာတာကိုတွေ့ရပါတယ်အုံမတီရွာနာမှာကျွန်တော်တို့တပ်မတော်လုံခြုံရေးအဖွဲ့ရှိပါတယ်တပ်မတော်လုံခြုံရေးအဖွဲ့အနေနဲ့ဒီရင်တန်းကိုတွေ့တဲ့အခါမှာတားဆီးပါတယ်တားဆီးလို့မရပါဘူးဒါမီတာ100လောက်မီတာ200လောက်အကွာကအတိုင်းမီးထိုးပြီးတားဆီးတယ်တားဆီးလို့မရဘူးမီတာ100လောက်အကွာမှာတော့ကျွန်တော်တို့မိုးပေါ်ထောင်ပြီးတနတ်3ချက်ပြစ်ဖောက်ခဲ့တယ်လို့သိရပါတယ်ဒါနဲ့နောင်ချိုဘက်ကိုပြန်သွားတယ်လို့ကျွန်တော်တို့အကြမ်းမြင်သိရပါတယ်ဒီညမှာကျွန်တော်ပြောလိုတာကဒီဖြစ်စဉ်မတိုင်ပေါ့နော်ဒီဖြစ်စဉ်မတိုင်မီမှာလဲအဲ့ကုန်းလန်းကနေပြီးဝင်လာတဲ့တရုတ်နိုင်ငံကကူညီကယ်ဆယ်ရေးအဖွဲ့ရှိပါတယ် Blue Sky ကူညီကယ်ဆယ်ရေးအသင်းဖြစ်ပါတယ်ဒီအသင်းကနိုင်ငံတကာမှာလည်းလိုက်ပြီးကူညီနေတဲ့အသင်းဖြစ်ပါတယ်အဲ့ဒီ Blue Sky ကူညီကယ်ဆယ်ရေးတရုတ်နိုင်ငံအဖွဲ့ကမတ်လ31ရက်နေ့မှာကျွန်တော်တို့ထွက်ခွာလာပြီးတော့မတ်လ31ရက်နေ့ည10:00 နာရီခွဲလောက်မှာကျွန်တော်တို့ဝက်ဝင်ဂိတ်ကိုရောက်ရှိခဲ့တယ်16 မိုင်ဂိတ်ကိုည17:00 နာရီမှာရောက်ရှိခဲ့ပါတယ်မန္တလေးကိုတော့ဒါဧပြီလ1ရက်နေ့မနေ့ပိုင်းမှာကျွန်တော်တို့မနေ့1 နာရီမထိုးခင်မှာရောက်ရှိခဲ့ပါတယ်အဲ့ဒီအဖွဲ့ကိုကျွန်တော်တို့လုံခြုံရေးကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့ကဒါလမ်းတစ်လျှောက်ဆောင်ရွက်ပြီးတော့ကျွန်တော်မန္တလေးထိအန်ရကင်းစွာရောက်ရှိပြီးမန္တလေးမှာကျွန်တော်တို့ကုညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ်ကျွန်တော်ဆိုလိုတာကနိုင်ငံတကာကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာဒါအသိပေးရတဲ့အကြောင်းကြားရတာတွေကျွန်တော်တို့မြန်မာနိုင်ငံမှာခုအချိန်မှာဒါကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုအင်တိုင်းအားတိုင်းဆောင်ရွက်နေရတဲ့အပြင်ပေါင်းညမှုအန္တရာယ်လည်းရှိပါသေးတယ်ဒီပေါ်မှာနိုင်ငံရေးအမြတ်ထုတ်လို့တဲ့အဖွဲ့အစည်းတွေလည်းရှိပါသေးတယ်ဒါတွေကိုကျွန်တော်တို့ချိန်ဆပြီးအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ဆောင်ရွက်နေရတာဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့တပ်မတော်အနေနဲ့ရောတာဝန်ရှိသူများအနေနဲ့ရောဒါစုံစမ်းနေပါတယ်ဒီအဖွဲ့တွေနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့ဒါမေးမြန်းနေပါတယ်တချို့ပုံတွေမှာတက်လာတွေ့လာလို့မယ်ဒီကားတွေကတော့ကျွန်တော်တို့မြန်မာနိုင်ငံကကားတွေပါပဲမြန်မာနိုင်ငံနံပါတ်တွေနဲ့ကားတွေပဲဖြစ်တာကိုဒီတရုတ်ကြက်စိန်ကြီးအသင်းဆိုတော့ပြောပါတယ်မြန်မာနိုင်ငံကုန်ကားတွေနဲ့ပဲဖြစ်ပေါ်လာရှိပါတယ်ဒါပဲပြောမြန်မာနိုင်ငံခုလိုအခက်အခဲကြုံတွေ့နေရတဲ့အချိန်မှာကူညီကယ်ဆယ်ပေးတဲ့စာနာထောက်ထားပေးတဲ့ထောက်ပံ့ပေးတဲ့အဖွဲ့အစည်းများနိုင်ငံများအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ကြိုတင်အကြောင်းကြားခြင်းဤနိုင်ခြင်းများလုံခြုံရေးအကူအညီရယူဆောင်ရွက်ခြင်းများကိုတော့ဆောင်ရွက်ပေးကြဖို့မေတ္တာရက်ခံလိုပါတယ်ကျွန်တော်နိုင်ငံမှာဒါခုချိန်ထိတ
ရုတ်ရုရှားအိန္ဒိယထိုင်းစင်ကာပူမလေးရှားဘင်္ဂလားဒေ့ရှ်ဗီယက်နမ် UAE လာအိုဘီလာရုစ်အင်ဒိုနီးရှားဘူတန်ဖိလစ်ပိုင်ဂျပန်တရုတ်ဟောင်ကောင်စတဲ့နိုင်ငံ15နိုင်ငံကလေကြောင်းကနေကူညီထောက်ပံ့မှုလေ53စီးရောက်ရှိပြီးဖြစ်ပါတယ်ကယ်ဆယ်ရေးဝန်ထမ်းပေါင်း1519ဦးရောက်ရှိပြီးမြန်မာနိုင်ငံမှာကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေပါတယ်ထောက်ပံ့ရေးပစ္စည်းတန်ချိန်354တန်ကျော်ကယ်ဆယ်ရေးပစ္စည်းတန်ချိန်495တန်ကျော်ရောက်ရှိပြီးဖြစ်ပါတယ်ကုန်လမ်းရေလမ်းဝင်ရောက်နေမှုနဲ့တရုတ်နိုင်ငံခုနကျွန်တော်ပြောခဲ့တဲ့ Blue Sky ကူညီကယ်ဆယ်ရေးအဖွဲ့အားကား6စင်းနဲ့မန္တလေးကိုမနေ့ကမနေ့တနာရီထိုးခင်မှာရောက်ရှိပြီးကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လည်ရှိပါတယ်အိန္ဒိယနိုင်ငံအနေနဲ့ရေချောင်းကနေတမောနှစင်းဆေးလုပ်ပြီးထောက်ပံ့ရေးပစ္စည်းများဆောင်ရွက်လည်ရှိပါတယ်ဒါနဲ့ပတ်သက်ပြီးနော်ပြည်ပြမီဒီယာတွေနိုင်ငံရေးအမျက်ထုတ်လို့တဲ့အဖွဲ့အစည်းတွေရဲ့ကောလာဟာလသတင်းထုတ်လွှင့်ချက်တွေကိုအထူးဂရုစိုက်ဖို့လဲကျွန်တော်အနေနဲ့ပြောကြားလိုပါတယ်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့သဘာဝဘေးဒဏ်ကိုအစိုးရပြည်သူလူမှုအဖွဲ့အစည်းတွေနိုင်ငံတကာအကူအညီတွေနဲ့အကောင်းဆုံးဖြစ်အောင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေါ်မှာဖြစ်ကြောင်းပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်